မျိုးသမီးတယောက်အနေနဲ့ကိုဝင်ပြကြပြီးနောက်ပိုင်းမှာကိုယ့်ရဲ့မိမက်ကိုကနေပြီးတော့တွေးစင်အရန်များနေတယ်။ထိဆက်ကြိုက်တာမျိုးတွေခါနာတာမျိုးတွေခန္ဓာကိုယ်ထဲမှာကိုယ်ရဲ့အပိုင်းစားရဲ့ကြံနေသေးလားဆိုတာကိုသိရှိဖို့အတွက်အာထုံဆောင်ရိုက်တာမျိုးတွေလုပ်တင်တယ်လို့ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာတွေးတက်ဆုံးရှုံးသွားလားတွေးအားနေသွားလားဆိုတာကိုသိရှိဖို့အတွက်ကျန်းမာရေးစစ်ဆေးမှုခံယူဖို့လိုအပ်ပါတယ်။မရှက်နဲ့လေးတို့အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ကတော့ဒေါက်တာတေစာဝင်းပါ။ဒီနေ့မှာတော့ကျွန်တော်ကမရှက်နဲ့လေးတို့ကိုကိုဝင်ပြကြပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့လက္ခဏာတွေနဲ့ပတ်သက်ပြီးတော့ပြောပြပေးတော့မှာပဲဖြစ်ပါတယ်။ကိုဝင်ပြကြပြီးနောက်ပိုင်းမှာတော့အများဖြစ်ကျွန်တော်တို့တိတာထင်ရှားတဲ့လက္ခဏာတွေရှိရပေါ့နော်။ဒါတွေကဘာလဲဆိုလို့ရှိရင်ယာတီတွေးစင်တာယာတီတွေးစင်တဲ့ဆိုတဲ့နေရာမှာလည်းပုံမှန်ယာတီလာတဲ့ပမာဏထက်ပိုပြီးတော့တွေးစင်တာမျိုးတွေရှိတယ်။ပြီးတော့လို့ရှိရင်ကျွန်တော်တို့စီးစက်နဲ့ဘိုက်တွေနာကျင်ရခဲ့ရမျိုးတွေခါနာမျိုးတွေလည်းရှိတတ်တယ်။နောက်ယာတီတွေးစင်တဲ့အထက်မှာဆိုလို့ရှိရင်လည်းတွေးတင်မှုပဲနဲ့အသားစားတွေအသားမြင့်တွေပါလာမျိုးတွေလည်းရှိတတ်ပါတယ်။နောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကိုဝင်ရှိစဉ်တော့လက္ခဏာတွေဖြစ်တဲ့ပြုတ်အန်တာတို့မူးဝေတာတို့ရှင်သားတင်းတာတို့စားရဲ့လက္ခဏာတွေကလျှော့ပါတက်တာမျိုးတွေနဲ့လည်းပြတတ်ပါတယ်။မျိုးသမီးတယောက်အနေနဲ့ကိုဝင်ပြကြပြီးနောက်ပိုင်းမှာကိုယ့်ရဲ့မိမက်ကိုကနေပြီးတော့တွေးစင်အရန်များနေတယ်။တွေးစင်များရဲဆိုတဲ့နေရာမှာလည်းပတ်နှစ်ခုထပ်ပို့ပြီးတော့ရွှဲဆိုပြီးတော့တနားရီတွင်းမှာဆင်းတာမျိုးတွေပြီးသွားလို့ရှိရင်ကျွန်တော်စီးဆက်ကြိုက်တာမျိုးတွေခါနာတာမျိုးတွေမိမက်ကိုကနေပြီးတော့အနံဆိုးတဲ့အရည်တွေဆင်းတာမျိုးတွေပြီးသွားလို့ရှိရင်အဖျားတက်တာမျိုးတွေရှိမယ်ဆိုလို့ရှိရင်တော့ကျန်းမာရေးဌာနကိုအမြန်သွားပြီးတော့ကျန်းမာရေးစစ်ဆေးမှုခံယူဖို့လိုအပ်ပါတယ်။ကိုဝင်ပြကြပြီးနောက်ပိုင်းမှာတော့အမျိုးသမီးတယောက်အနေနဲ့ကတော့ကျွမ်းကျင်တဲ့ဆရာဝန်ဆရာမတွေနဲ့ဆွေးနွေးတိုင်ပင်ပြီးတော့ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်တင်ပါတယ်။ကိုဝင်ပြကြပြီးနောက်ပိုင်းမှာဆိုလို့ရှိရင်ခန္ဓာကိုယ်ထဲမှာကိုဝင်ရဲ့အပိုင်းစားရဲ့ကြံနေသေးလားဆိုတာကိုသိရှိဖို့အတွက်အာထုံဆောင်ရိုက်တာမျိုးတွေလုပ်တင်တယ်လို့ကိုဝင်ပြကြရဲ့အခြေအနေမှာဆိုလို့ရှိရင်ကျွန်တော်တွေးစင်းတဲ့ပမာဏတွေရှိရပါတော့။အဲဒီအခြေအနေမှာကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာတွေးတက်ဆုံးရှုံးသွားလားတွေးအားနေသွားလားဆိုတာကိုသိရှိဖို့အတွက်တွေးစစ်ဆေးမှုတွေတခြားသောလိုအပ်တဲ့ကျန်းမာရေးဆောင်ရှားမှုတွေကိုခံယူဖို့လိုအပ်ပါတယ်။